ရက်90အတွင်းမှာလူတစ်ယောက်ရဲ့ဘဝတကယ်ပဲပြောင်းလဲနိုင်လားအဲ့ဒါကိုမင်းနဲ့အနေတို့လက်တွေ့စတက်ကြည့်ကြမယ်ရက်90အတွင်းမှာကိုဟာဘလောက်အထိလောက်တိုးတက်ပြောင်းလဲနိုင်မလဲကိုရဲ့ highest potential ဘလောက်ထိဖွင့်လှစ်နိုင်မလဲဆိုတာကိုကြည့်ကြမယ် Project Me 90 Day Challenge မှာရိုးရှင်းတဲ့စီကံ9ချက်ပါတယ်စီကံနံပါတ်1မနက်တိုင်း mindful ဖြစ်စွာနဲ့မနက်ခင်းကိုစတင်ရမယ်စီကံနံပါတ်2မိုးရွာသည့်ဖြစ်စေနေပူသည့်ဖြစ်စေ no excuse ပါစင်ဂျာမပေးဘဲနဲ့တနေ့ကို45မိနစ်အပြင်ကိုထွက်ပြီးတော့လမ်းလျှောက်ရမယ်ဒီလာပါဒီနေပါစီကံနံပါတ်3နေ့စဉ် channel ရေးရပါမယ်စီကံနံပါတ်4မနက်ခင်းလမ်းလျှောက်ပြီးတာနဲ့အိမ်ထဲမှာလည်းနောက်ထပ်45မိနစ် indoor workout ကိုနေ့တိုင်းလုပ်ဆောင်ရမှာဖြစ်ပါတယ်စီကံနံပါတ်5နေ့စဉ်စာအုပ်ဖတ်ရမယ်စီကံနံပါတ်6ကိုယ့်ရဲ့ nutrition plan အတိုင်းမှာစားရမယ်စီကံနံပါတ်9နေ့စဉ်တနားရီအနည်းဆုံးကိုယ့်ရဲ့အိမ်မက်တွေအကောင့်ထဲပေါ်ဖို့အလုပ်လုပ်ရမယ် So first 10 day စတင်လိုက်ကြရအောင်ပါ Hello everyone ဒီနေ့ကတော့အနေတို့ project me day 1ဖြစ်ပါတယ် day 1မှာအနေတို့အခု outdoor walk 45 minutes ကိုရှောင်မှာဖြစ်ပါတယ်ဒီနေ့ကတော့မိုးလဲအုပ်နေရယ်ပြီးတော့ညနေပိုင်းအလုပ်ရှိရဖြစ်တဲ့အတွက်ကြောင့်အနေတို့ပန်းချံမသွားတော့ဘဲနဲ့အခုအိမ်ရဝင်းလေးထဲမှာပဲ45မိနစ်ပတ်ပြီးတော့လမ်းလျှောက်မှာပဲဖြစ်ပါတယ်45မိနစ် outdoor walk ပြီးသွားပြီဆိုလို့ရှိရင်အိမ်ထဲမှာ indoor exercise ကိုလည်း30 minutes to 45 minutes လုပ်ရမှာပေါ့နော် workout နှစ်ခုအဲ့လိုမျိုးတိတ်ပြောအနေလုံးလေးလှုပ်ထားမရှိဘူးအ workout ကိုတနေ့ကိုတစ်ချိန်တော့မှအများဆုံးကြိုးစားပြီးတော့ပေါ့နော်အခုဒီ project media မှာဆိုလို့ရှိရင်ဒါ75 hard ကို inspire ယူထားပြီးတော့အနေကိုက modify နဲ့ပြန်လှုပ်ထားပါတော့ကိုနဲ့ကြိုက်မဲ့ဟာလေးတွေအဲ့မှာဆိုရှင်အနေအဲ့လို75 hard ထည့်ရလို့ပဲ workout နှစ်ချိန်ထည့်ထားရပေါ့နော်အဲ့တော့ let's try it let's do it The first 10 day ကတော့အမျိုးအတွက်အခက်အခဲဆုံးစေရလို့ပြောလို့ရပါတယ် New lifestyle ကိုကိုယ့်ရဲ့နေ့စဉ်ဘဝမှာဘယ်လိုထည့်သွင်းရမလဲဆိုတာကို adjusting တွေကိုလုပ်ရတဲ့နေရာမှာအခက်အခဲတွေအများကြီးရှိခဲ့ပါတယ်နေ့စဉ်လုံးနေကြအလုပ်တွေအပြင်မှာထပ်တိုးထည့်လိုက်တဲ့စီကံချက်တွေကိုရောဘယ်လိုမျိုးပြီးမြောက်အောင်လုပ်ရမလဲဆိုတာကတော့အခက်အခဲဆုံးအပိုင်းဖြစ်ခဲ့ပါတယ်ပေါ့နော်ဒါပေမဲ့ bonus point ကတော့မနက်ခင်းနိုင်လန်းရှောက်ရတာကစိတ်ဖိစီးမှုတွေကြပြီးတော့ကိုယ်လေးချိန်လေးလည်းကြသွားတယ်စိတ်ကလေးရောလူရောပို့ပြီးတော့ပေါ်ပါကြည့်လေလန်းဆန်းလာတာကိုတော့ခံစားခဲ့ရပါတယ်စတင်ခြင်းကအကြီးမားဆုံးအောင်နိုင်ခြင်းလည်းဖြစ်တယ်လို့ပထမဆုံးစတင်ရတာဖြစ်တဲ့အတွက်ကြောင့် perfect မဖြစ်လေ you just need to keep going ဆိုတဲ့ mindset ကိုလည်းအများကြီးသင်ယူခဲ့ရပါတယ်Hello. Kindered no? Eva kindered the hotel. That kindered. Meow. 5 minutes ပဲကြာမှာတော့လေ။ဒါလျှောက်တာ45မိနစ်ပြည့်ဖို့5မိနစ်ပဲလိုတော့ပါလေ45မိနစ် Fighting 45ဒီအနေခုပဲမနက်ခင်45 minute box ရှောက်ပြီးပြန်လာပြီပေါ့နော်လမ်းလျှောက်လာတာကြည့်ပါဦးI think I'm sunburn ဒီ summer ရှိုးရတယ်တူတယ်အင်ဂျီကိုဒီနားလောက်ထိပဲဝယ်ပါတာဒီအောက်တစ်လျှောက်တော့မေတူတဲ့ Oh my god Alrighty, let's begin in a comfortable Power yoga finish mà điểm mà xuống cô hồ cho bà người
Let's go ဖြစ်စင်တော့အနေတို့ပထမဆုံးစတင်တဲ့တပတ်တာမှာပဲတပတ်လုံးမိုးရီအုံမိုးရီရွာဖြစ်ခဲ့တယ်ပေါ့နော်အဲ့ဒီမှာကိုယ့်ရဲ့ will power ကအရန် test လုပ်ခံရပါတယ်ဒါပေမဲ့လည်းပဲစတင်မယ်လို့ပြောထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့မိုးရွာနေပူအနေတို့နှစ်ယောက်မနက်ခင်းတိုင်းမှာလမ်းထွက်လျှောက်ခဲ့ကြပါတယ်နောက်ထပ်ကြုံတွေ့ရတဲ့အခက်အခဲတစ်ခုကတော့ documenting လုပ်တာပါပဲကင်မရာကိုကိုင်ပြီးတော့မှ document လုပ်ရတာကအသားမကျသေးတဲ့အတွက်ကြောင့်တချို့ရက်တွေမှာ footage တွေကအပြည့်အစုံအလိုအလားမရှိတာတွေအများကြီးကြုံခဲ့ရပါတယ်ပေါ့နော် But we know that we were getting better မကြခင်မှာတော့အညီတို့ပို့ပြီး video footage ကောင်းကောင်းလေးရိုက်နိုင်မယ်လို့ယုံကြည်ပါတယ် Morning 45 မိနစ်လမ်းလျှောက်တဲ့ session ပြီးပါပြီ45မိနစ်ပြီးတော့ပြီ Oh my god အေးဒီမှာ Your session finishဒီစရက်တာမှာတိတိတတာပြောင်းလဲနိုင်စေခဲ့တာကတော့ mindful morning routine လေးပဲဖြစ်ပါတယ်။မနက်မိုးလင်းတာနဲ့တိတိတကိုရုံတုံကနေမစတင်မဲနဲ့ဖျားရှိခိုးရဲတရားထိုင်နေကိုယ့်ရဲ့ energy လေးကို grounding လုပ်ရတာကတော့ဒီစရက်တာရဲ့အကြီးမားဆုံး victory point လို့ပြောလို့ရပါတယ်။ 46 minutesနောက်ထပ် bonus point တစ်ခုကတော့အနေရဲ့ဝါသနာကိုပြန်ရှာတွေ့ခဲ့တာပါပဲ။နေ့တိုင်းဂျာနယ်လုပ်ရမယ်လို့ပြောတဲ့အခါမှာပျောက်နေခဲ့တဲ့ကိုယ့်ရဲ့ creativity တွေကိုလည်းပြန်ရလာခဲ့တယ်။ပို့ပြီးတော့စနစ်ကျလာခဲ့တာကိုတွေ့ရပါတယ်။ Well, it's working on your back. Let's walk on our second workout of the day. 45 minutes. Do you find Good morning. Let's go.ဒီဆယ်ရက်တာမှာအနေတို့နှစ်ယောက်အတွက်အားမရခဲ့ဆောင်ရကပါလေလို့မြင်ရင်တော့ nutrition plan ပဲဖြစ်ပါတယ်။အစားအသောက်စားရဲ့ plan ကိုအခုထိတေချာလေးစနစ်တကျ system မဆွဲနိုင်သေးတာကိုတွေ့ရပါတယ်။အသက်နိုင်ဆုံးတော့ကိုယ် nutrition plan တိုင်း follow လုပ်တယ်ဆိုပေမဲ့ footage လည်းကောင်းကောင်းမရခဲ့တယ်လို့မျိုးဒီတစ်ပတ်တာမှာစားဖြစ်တဲ့အစားအသောက်တွေကိုလည်းတေချာ tracking မလုပ်ပဲတေချာမစီစဉ်နိုင်ခဲ့ဘူး။ week 2မှာဆက်လက်ပြီးတော့ improve လုပ်ချင်တာကတော့ nutrition plan ပဲဖြစ်ပါတယ်။ So timeမိုးလေးနည်းနည်းဖောက်ဖွဲ့လေးကြာနေပါလေ။အနေပြပြေးလာပါလေ။ပြေးနေပါလေ။ပြေးနေပါ။ finish habit tracker လေးလုပ်ထားပါတယ်။ channel လေးမလုပ်တာကြတော့အရင်ကတော့မလုပ်တတ်တော့ဘူးဒါပေမဲ့လည်းခုတည်းတော့လုပ်ထားရပါတော့။ habit tracker ဒီလိုကြီးကSlider spread ပဲဖြစ်ပါတယ်။ Today journal complete. Wow, look at how beautiful it is. Channel လေးဘယ်လောက်လှလဲ။ channel မလို့တာကြာပြီ။ Hello ဒီနေ့အနေ digital journal လုပ်မယ်ပေါ့နော် digital journal ကိုဟိုးရင်လုပ်တယ်မလုပ်ဖြစ်လာကြပြီအခုအနေသုံးမှ app က Zanier ဆိုတဲ့ app ကိုသုံးမှာပေါ့နော်အရင်ကဒီ digital journal လုပ်တော့ကအနေပါသုံးတာ good note သုံးခဲ့တာပေါ့နော်ဒါပေမဲ့အခု Zanier သုံးပါမယ် Zanier ကတော့ဒါအနေ provision ဝယ်ထားတာပေါ့နော် channel စိတ်ဝင်စားတဲ့သူတွေအတွက်ဆိုရင်ပြချင်လို့ပေါ့နော်လောလောဆယ်နေဘာမှ create မလုပ်ရသေးဘူး Zanier က provision
ဝယ်မှသူက unlimited သုံးလို့ရပါဘောเนาะမဟုတ်လို့ရှိရင်စာအုပ်က limited ဖြစ်တယ်နောက်တစ်ခုက profession မှာဆိုလို့ရှိရင် template တွေလည်းအများကြီးပါတယ်ဒါလည်းဆိုလို့ရှိရင် planner တွေ tracker တွေအဲ့လိုမျိုးသုံးလို့ရတဲ့ဟာအများကြီးပေါ့เนาะပြီးရင်သူက ready to use journal တွေလည်းအများကြီးပါတယ်ဒီထဲမှာဆိုရင်ဒါဆိုလို့ရှိရင် student planner ဆိုပြီးတော့သူကြိုပြီးတော့လုပ်ပေးထားတာဟာအများကြီးပါတယ်ပေါ့เนาะhealth diary လည်းပါတယ် healing မှာ manifest journal တောင်ပါတယ် manifest journal သူကကြိုပြီးတော့ template ချထားပေးရပါတော့ပြီးရင်မှာ washi tapes တွေအများကြီးပါတယ် stickers တွေလည်းအများကြီးပဲသုံးလို့ရတယ်ထည့်ပေးထားပါတော့အဲ့ဒါ profession ကိုတစ်လကို promotion $1နဲ့ရလိုက်လို့ပေါ့နော်အနေဝယ်ထားတာပေါ့နော် And then can I change color? I think can I? No, we can't. Yeah, I'm sorry. Wait, can I change it? No. I can't change it. Me. This is my habit tracker. Just finish yogurt bar. Let's hope that, but at least I did great. Good morning. Let's go.ပြန်ရှိခုံးမယ်တရားထိုင်မယ်ဒီနေ့တောင်အကြည့်တက်ကလေးနဲ့စတင်ပါမယ် Let's go sorry to go like by. ပြန်ရှင်းလိုက် Let's go. မနေ့ကလမ်းမလျှောက်ခင် protein တောက်မှဖြစ်ပါတယ်မိုးရွာနေပါတယ်ဒါပေမဲ့လည်းမနေ့ကလမ်းမလျှောက်ပါမရဘူးရှောက်ရမှာပဲ Oh my god Allez, voilà. ရှင်းလေးနဲ့ရှောက်နေတာဖြစ်ပါတယ် Hello Hello. 45မိနစ်ပြည့်ပြီအောင်မြင်ပါပြီရှင် Yes Ciao. အနေဒီတစ်ခါ project me မှာနေတိုင်းဖတ်ဖို့ရွေးထားတဲ့စာအုပ်ပထမဆုံးစာအုပ်က A New Art ဆိုတဲ့စာအုပ်လေးဖြစ်ပါတယ် A New Art ဆိုတဲ့စာအုပ်လေးကအနေဖတ်လို့မပြီးသေးဘူးပေါ့နော်အကြောင်းမျိုးကြောင့်ဖတ်တယ်ဒါပေမဲ့တော့ရောက်သွားပြီဆိုလို့ရှိရင်အများကြီးရရက်သွားတဲ့စာအုပ်ဖြစ်တယ်အရင်နဲ့အရင်နဲ့ကြိုက်တဲ့စာအုပ်ပြီးတော့ဒီစာအုပ်ကဘောနော်အဲ့လိုတမကရှန်ကပေါ့အပေါ်ရန်လေးပဲဖတ်လိုက်တယ်ဆိုလို့ရှိရင်ဘဝတိတ်ပြီးတော့နားမလည်တတ်ဘူးပေါ့နော်ဘဝ deeply အချိန်ယူပြီးတော့တကယ်ကိုဖတ်တဲ့အချိန်ကျတော့မှနားလည်မယ်စာအုပ်ကလေးပေါ့နော်ဒီစာအုပ်ကအရန်ကောင်းတဲ့အနေအရန်တဘောကြတယ်အနေဒီမှာဆိုလို့ရှိရင်ဆက်ဆက်ချင်းတွေမှာဖတ်ထားတဲ့နေရာတွေမှာဆိုရင်ဒီလိုမြင်းလေးတွေ highlight လေးတွေတော့တားထားလေးအများကြီးရှိပါအခုအနေအစပြန်ဖတ်ကြည့်မယ်အရင်တစ်ခါအနေဖတ်တော့ဆောင်းကပြီးကန်နေပြီဒါပေမဲ့အကြောင်းမျိုးနဲ့အနေပြီးဒီမှာဖတ်ဖြစ်လိုက်ဖို့ပေါ့နော်ဆိုတော့ဒီတစ်ခါတော့အနေပြန်ဖတ်ကြည့်ပါမယ်
ကတော့အနေပထမ first week address spread လေးပြင်ထားဖြစ်ပါတယ် look how beautiful it is spread လေးကလုံရင်နဲ့လေဟာလေ journal ရဲ့ the body ကလုံရင်နဲ့မပို့ပြီးတော့ creative ဖြစ်လာပေါ့နော်လုံးဝမလုပ်တတ်ကြပြီဆိုတော့ဒီလောက်လုံးနိုင်တယ်ဆိုတာပဲတိတ်မစိုးပါဘူး Today in a cross-legged seated position or any position that feels comfortable for you. Rest your hands on 45မိနစ်ယောဂ one more breath. ပြေးသွားပါပြီအန်ဒီလေးကတော့ဘိုက်စားလို့အောက်ကိုဆင်းသွားပါတယ်နွားနှုတ်သွားတောက်ပါတယ် Funking Beautiful. အဲ့ဒီလေးက This is ကိုရောက်တဲ့ခါမှာတော့ perfect မဖြစ်ခဲ့တဲ့နေ့တွေကပို့ပြီးတော့မြင်လာစေတယ်။မပြီးခဲ့တဲ့ sequence တွေတချို့ရက်တွေမှာမလိုက်နိုင်ခဲ့တဲ့အရာတွေမရိုက်ဖြစ်ခဲ့တဲ့ footage တွေကိုပဲတွေးလာမိပြီးတော့မှ should we start over again ဆိုရင်မေးခွန်းကိုမေးမိလာတယ်။ငါတို့အစားကပြန်စားကြမလား။ဒါပေမဲ့လည်း we will push through till the end အဆုံးထိအောင်ငါတို့ push လုပ်ကြမယ်ဆိုဆုံးဖြတ်ခဲ့ပြီးစကြိုးစားခဲ့ကြပါတယ်။ Banana for breakfast before working. Professionals ဖြစ်တဲ့အနေနဲ့အတွက်ကတော့စီကံချက်တွေကိုပြီးအောင်လုပ်ရတာအထက်ကိုမပြီးခဲ့တဲ့နေ့တွေကိုကြော်ဖြတ်ရတာကပိုခက်ခဲပါတယ်။တခုခုကကိုယ့်ရဲ့စိတ်တိုက်ကြအတိုင်း perfect မဖြစ်ဘူးလို့ခံစားရတိုင်းမှာအစားကပြတ်စားခြင်းခဲ့တဲ့စိတ်ကအခက်ခဲဆုံးလို့ပြောလို့ရပါတယ်။ Darn. Okay. ကိုကြံတဲ့ဘာမှလည်းပြောကိုကြံနေစားဦး။အဲ့လိုလေ ရှူ ပြီးတော့လားoriginal channel spread တွေကိုအနေပါရမယ်ရှာကြည့်လိုက်တော့လေအနေက Pinterest မှာလေ idea ရှာလေဒါလေးကိုအရင်တဘောကြတယ် self care bingo လေးအဲ့ဒါလေးဒီနေ့လောက်ပါမယ်တနေ့ကို spread တမျက်နှာစီလုံးမယ်လို့ကိုကတိပေးထားဖြစ်အောင်လုပ်bingo spread လေးလုပ်ဖြစ်ပါတယ် and I love this ဒါလေးကိုအရင်ကြိုက်တာပဲကြည့်ပါဦးဒီမှာ sticker လေးတွေလိုက်ပြီးတော့ကတ်မှာပါနော် sticker လေးတွေကစိတ်ရှိကတ်မှာဆိုတော့နည်းကြာတော့မှဖြစ်ချင်းကတ်မှာဒီရွေးစတဲ့ sticker လေးတွေဒီမှာကွက်တိအနေလို့စတဲ့ sticker လေးရှာတွေ့ထားတယ်ပေါ့နော်ဆိုတော့အဲ့လေးတွေကိုနည်းကြာရင် easy ကတ်မှာဖြစ်ပါတယ် money breakfast is banana ဒီဟာဒီဥတုချေရတော့မိုးရွာနေပါရှိလာဂမာလီကျိုးစုံညီမလေးခွတ်လေးတွေကတော့ good morning ဆိုတာစဟောင်းပါလိခွတ်ကျွန်တော်တို့45မိနစ် in outdoor walk up အရှောင်းမှာဖြစ်ပါတယ်45မိနစ်ပါဟုတ်ကြည့်ပါဦးGood morning 这是အရာဝေးပါနေပါရှင်
嘛，每先不愿意，我那但是没是难，我你就人家看小动我觉得说，咱们要去搞的喏，人家给咱们是情绪的嘛，所以人家咱们人上没。本来听我一年嘛呗，一到那些年像那不嘛，没东西穿没不嘛，今年来上没，你们那天嘛，你本来是情绪诶。我们那现在是我们说，你们那听的吧？个人的这些你们太能是我呢？他们主要的家人我嘛，你都没爱，是我呢？我们去买身边所有的西来看下来，哎，你说你们那去买的，对呀，我呢？看那个就表的呀，他们那些个来说些你嘛，们那些人。那个小的那些人那个现在出来比较那样的像那个些个哎们那看而且你个 overwhelm stress 就是我那时候他讲的嘞，比如说啊，都不 stress 比较不好，不 discipline 比较老土的，比较啊。不过我比较的话，没说 set 佢只是一个我 internationally classroom 都比你有看啥事啊，我自己ဖြစ်တယ်နော်အဲ့ဒီအတွက်ဘာလို့လဲဆိုတော့ဒီနေ့ဒီတိုင်းမှာ morning ကိုညစလောက်လုပ်မယ်ခါးလေးကြလို့ရှိရင်မနက်ချင်း client session တစ်ချိန်တွေ့မယ်တွေ့ပြီးတော့မနက်ချင်းကိုဘာလို့ပဲပေါ့နော်အရင်ငါပြီးတော့လောက်ရမယ်ဆိုစိတ်တင်ထားပဲပြီးသလောက်ပဲစားတယ်ဒါဆိုဖြစ်တချို့ရဲ့တင်မှာကိုယ် rules ကိုလည်းဖွင့်လို့ပြီးသွားတယ်ဘာမှမရှိဘူးရှေ့ဆက်သွားနေဖို့အထူးကပဲပါမနေ့ကဆိုအနေဆောင်ဖက်ဖြုံကြတဲ့နေရဖြစ်ဘူးဒါပေမဲ့အဲ့လိုခုမလို့ဖြစ်လိုက်တော့ဒီကနေ့ပြန်စားမယ်ဆိုရှင်အနေရခရီးကအပြီးမှမဟုတ်တော့ပြီးတော့လူကလည်းပို့ပြီးတော့စိတ်တွေဖြစ်စီတာမှာကွာအဲ့တော့ဟုတ်ပြီမနေ့ကတော့ပြီးခဲ့ဦးဒါပေမဲ့ဒီနေ့ပါပို့ပြီးတော့အကောင်းဆုံးလုပ်မယ်မနေ့ကလည်းငါအကောင်းဆုံးလုပ်ခဲ့တယ်ပေါ့နော်ရတော့အချိန်မှလေးတင်ကလုပ်ခဲ့တယ်လမ်းလျှောက်ခဲ့ဒီဗီဒီယိုရိုက်တာရိုက်ခဲ့စားတော့လေဒီချာမနေ့ကတော့လည်းဒီကလေးကအစီမံကလည်းစားတယ်ဘာလို့ကိုယ် nutrition plan တိုင်ရတော့စားကြတယ်ကွာအဲ့တော့ it's okay ပေါ့တော့ဘာလို့ရှိဘူးလို့ချင်လဲဒီနေ့ကိုပိုကောင်းတဲ့နေ့မနေ့ကဒီနေ့1%ပိုကောင်းသွားရင်ဆိုလို့ရှိရင်ဒါကိုကိုရဲ့အထူးကsuccessful energy တွေလို့အနာယူစားနော်မနေ့ကတည်းကဒီနေ့1%ပိုကောင်းရင်ရပြီလို့လက်ခံလိုက်တဲ့အချိန်မှာအနေကိုနဲ့ငြိမ်းချမ်းရေးရသွားတယ်လို့ခန်းစားခဲ့ရပါတယ်။အဲ့ဒီခိုက်တန်ကတော့အနေအတွက် turning point ဖြစ်ခဲ့ပါတယ်။ Why? အခုအနေ15မိနစ် meditation လုပ်ပြီးရင်ရေချိုးပါမယ် with Nicole. Today's class is a morning yoga flow to help wake you up, stretch your body. Finish. Come on in. Today, Leo season စပါပြီ The sun is shining on Leo season. Leo season မှာနေပူတာတယ်ကောင်းကောင်းမရအောင်ဒီနေ့နေထွက်တယ်ခုကျွန်တော်တို့မနေ့ကအရာထားနည်းနည်းလေးနောက်ကျသွားတယ်ကျွန်တော်တို့အိမ်ထဲမှာပဲ walk in လမ်းလျှောက်မှာဖြစ်ပါတယ်မနေ့ကမနေ့ကတော့ရှောက်မလို့ဒါမိုးတွေတအားရွာတော့အိမ်ထဲမှာပဲ4-5မိနစ်လမ်းလျှောက်ပါတယ်ဒီနေ့ကတော့အိမ်ထဲမှာရှောက်မှာညနေကျရင်လည်းအပြင်မှာ4-5မိနစ်ရှောက်ပြအောင်ရှောက်မှာဖြစ်ပါတယ် okay And ready for your day. မြေပေး So when you're ready to get started, ပင်လည်းပေးလို့ကွာ roll out your မြေ mat. ပေးလို့ခေါ်တယ်ပင်လည်းပေးမှာအလုံးမကြည့်တယ်ပေးနေ မပင်လည်းယူ Let's start today's class nice and slow. So beautiful Day The first remark အရင်ကမပြောမယ်ဆိုရင်တော့လေအ
shame but I believe that I will get better ကတိပြနေတော့တစ်ပတ်စီမှာပို့ကောင်းလောက်လာနိုင်မယ်လို့နေဦးကြည့် Day 10ကိုရောက်တဲ့နေ့မှာတော့အနေ system တစ်ခုကိုရှာတွေ့တော့တယ်။ငါဘယ်လိုဆက် run မလဲဘယ်လိုဆက်လုပ်မလဲဘယ်နေရာတွေမှာပို့ဖြည့်ရမလဲဘယ်နေရာလေးကိုတော့ short လို့ရလဲဆိုတာကိုရှာတွေ့တော့တယ်။ဒီ sequence 9ချက်ကိုပို့ပြီးတော့ကောင်းကြီးလိုက်နိုင်မယ်လို့သိလာတယ်။အဲ့တော့အနေတို့တွေဒီ project me ကိုစတင်ခဲ့ပြီးနောက်မှာပေါ့နော် project me စတင်နေတဲ့နောက်မှာပြောင်းလဲသွားတာတော့အများကြီးရှိတယ်။လဲသွားတာတော့အများကြီးရှိအဝေးဝမ်းကိုအားရလားလို့မေးတယ်ဆိုရင်တော့အရင်အများကြီးကို maybe because I am adjusting the new lifestyle adjusting လုပ်နေရတဲ့ခါကျတော့တချို့ရက်ဒီမှာဆိုလို့ရှိရင်တော့နည်းနည်းလေးပေါ့နော်အထောက်အထားရှိရဲနည်းနည်းလေးကိုလုပ်ချင်တဲ့အရာတွေအားလုံးမပြီးသွားရတဲ့ရှိတယ် and normally I would start over ပုံမှန်ဆိုရင်အနေကပြန်ဆိုင်ချမှာပေါ့နော်ဒါပေမဲ့ဒီတစ်ခါမှာတော့အနေက okay ငါပြန်မစားဘူး perfect မဖြစ်လဲ it's okay you just need to keep going က perfect မဖြစ်လဲဆက်သွားနေပါအရေးကြီးဆုံးပဲအဲ့တော့အနေဒီခုနှစ်ကိုပြအောင်လုပ်တယ်ကိုကြိုးစားလို့ရှိရင်တစ်ထပ်ပို့ပြီး 1% ပိုကောင်းလုပ်မယ်လို့ဆက်ထားရပါတော့ဒီလိုနဲ့ပဲ project me chapter 1ရဲ့စေရတာကတော့ပြီးမြောက်အောင်မြင်သွားခဲ့ပါတယ်ကိုတစ်ခါမှမတွေ့ခဲ့ဘူးတည်တဲ့ကိုရဲ့ new fashion ကို unlock လုပ်ရမှာဖြစ်တဲ့အတွက် AI နဲ့စိတ်လှုပ်ရှားမိနေတယ်လက်90ပြည့်တဲ့ဒီမှာတော့ဘာတွေပြောင်းလဲသွားမလဲဘလို့ခက်ခဲတွေရောထပ်ပြီးရင်ဆိုင်ရမလဲဘလို့တွေကို focus လုပ်နိုင်မလဲအနေနဲ့တူတူ 90 stage journey ကို follow လုပ်ခဲ့ပြပါဦး thank you very much love you all the way see you in chapter 2